လူတယောက်ဟာကိုဘလောက်ထိမ့်သိမ့်နိုင်တယ်လေအောစရာကောင်းတဲ့လူတယောက်အကြောင်းပြောမှာပါနော်အဲ့ဒီလိုအောစရာကောင်းတဲ့လူတယောက်အကြောင်းကိုဘာကြောင့်ပြောရတယ်လဲဆိုတော့အတူယူစေခြင်းနဲ့စိတ်နဲ့ပြောမှာပေါ့နော်လူငယ်တွေအတွက်ပေါ့အဓိကအင်မတန်ထိမ့်သိမ့်နိုင်တဲ့လူပဲအဲ့ဒီလူကဘယ်သူလဲဆိုတော့ဘုရားတော်မြတ်စွာဘုရားဝိလုံအကြောင်းတိုင်းမှာသတင်းသုံးတော်မူခြင်းခံကာလရာဇဂျုံမျိုးတဲ့တတိအမျိုးတစ်မျိုးမှာအင်မတန်ကူးဆက်လွယ်တဲ့ယောဂတစ်ခုဆွဲကတ်တယ်စာထဲကတော့ယင်းအနာလို့ရေးထားတယ်အဲ့ဒီယင်းအနာကအိမ်ချံပေါက်ကိုဖောက်ပြီးတော့ထွက်ပြေးမှလွတ်တယ်လို့ဆိုတယ်ဆိုလိုတာကတိရင်တောက်လျှောက်ကိုပြေးတယ်လို့ပြောလို့လားတော့မသိဘူးဒါဒီကနေ့ခေတ်တော့အဲ့လိုလည်းမရှိပါဘူးဒါစာထဲမှာရေးထားတာတွေကိုဦးဇင်းတို့ပြောပြတာပေးတဲ့လို့လည်းစဉ်းစားတတ်ဖို့နော်ယင်းအနာတဲ့အဲ့ဒါဆွဲတယ်အဲ့တော့မိမတွေကတို့တော့သေတော့မှသူတို့ယောဂဆွဲပြီးပြီအဲ့ဒါကိုသိတော့သူတို့ရဲ့တူရီတော်သားလေးကိုမှားတယ်ငါသားမင်းအိမ်ချံဆက်ကိုဖောက်ပြီးတော့အိမ်နံရံကိုဖောက်ပြီးတော့ထွက်ပြေးတော့ဘယ်နာမှာဒုပိုင်တဲ့ဂရေ40ကိုမြုပ်ထားတာအဲ့ဒါဒီယောဂကက်ကြီးငြိမ်းပြီဆိုတော့မှငါသားပြန်လာပြီးတော့အဲ့ဒါကိုတူးဖော်ပြီးတော့အတမွေးဝမ်းကြောင်းမှုပြုတ်ပါလေလို့မှားတော့သားဖြစ်တဲ့လူကဟုတ်ပြီဆိုပြီးတော့မသေးသေးသောအမေအဖေကိုပြစ်ပြီးတော့ပြေးတာဗျအဲ့ဒါအမေအဖေတွေအမျိုးတွေအကုန်သေးတယ်အဲ့ဒီကလေးတယောက်ပဲလွတ်တယ်အဲ့ဒါနဲ့သူတနေ့တည်းရောက်ပြီးတော့ဒီလိုနဲ့သူပြန်မလာဘူးနှစ်တွေတော်ကြာသွားတယ်အဲ့ဒီမှာနောက်သူတော်တော်လေးအရွယ်ရောက်လာပြီဆိုတော့ဟိုစိတ်မွေးတွေပတိုင်းမွေးတွေနဲ့သူပြန်ရောက်လာတယ်ပြန်ရောက်လာတော့သူ့ကိုအရက်ကဘယ်သူမှမမှတ်မိတော့အဲ့ဒါလိုမမှတ်မိတော့အဲ့ဒီကလေးအဲ့ဒီလူလင်ကညံရှိတယ်ထိမ့်သိမ့်နိုင်စွမ်းရှိတယ်ဘာစဉ်းစားလဲဆိုတော့ငါတဲ့ဒီအချိန်မှာဂရေလေးတွေတော့ပစ္စည်းတွေကိုတူးဖော်ပြီးတော့ဆွဲမယ်သုံးဆွဲမယ်ဆိုလို့ရှိဒီကောင်ဘယ်ကနေခိုးလာတယ်လဲတိုက်လာတယ်လဲငါ့ကိုဘယ်သူမှယုံကြည်မှာမဟုတ်ဘူးငါဘက်ကထောက်ခံမဲ့လူလည်းငါတယောက်မှအခုမရှိတော့ဘူးတက်သေးလေအဲ့ဒီတော့ငါနဲ့ဒီပစ္စည်းတွေပဲရှိတာအဲ့တော့ဒီချိန်မှာငါထုတ်ယူသုံးဆွဲမယ်ဆိုရင်ငါအကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်သူသိတယ်နော်သူထုတ်ယူမသုံးဆွဲဘူးအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အောက်အေးနိုင်တယ်စောင့်စည်းနိုင်တယ်ဂရေလေးတွေတော့ပစ္စည်းရှိနေတယ်နော်အဲ့ဒါသူဘာလုပ်လဲဆိုတော့အလုပ်လိုက်ရှာတယ်ကျွန်တော်ဘာလို့မြဲရမလဲပေါ့အဲ့တော့ရက်ကဝိုင်းပြီးတော့ပေးတယ်မင်းခုမှရောက်လာတယ်ကွာကဲအဲ့လိုဆိုလို့ရှိရင်မင်းရစော်လို့ကွာမင်းကိုတို့လာကဝိုင်းပေးမယ်ရစော်ဆိုတာကဦးစင်ကနားလေအောင်ပြောလိုက်တာပါစာထဲမှာပါတာကတော့အိယာထားခြင်းရောက်ပါပြီထားကြပါဆွန်းနေပါလိချက်ကြပါအလုပ်တွေဝင်ကြပါပြင်းမနေကြပါနဲ့လို့သူကလမ်းမှာလိုက်ပြီးတော့နှိုးဆိုတာတဲ့ဒီကနေ့ခေတ်အဲ့ဒီလိုလူမျိုးတောင်ရှိတဲ့နယ်လို့ထင်တယ်နော်ကြားတဲ့လူတွေတတိယရင်ကောင်းတာပေါ့ဟုတ်လားအဲ့ဒါလိုလိုက်ပြီးတော့အော်လားအဲ့ဒီလူလင်ကအဲ့ဒါလိုအော်ရင်းနဲ့တနေ့တော့ဗိမိတာရမင်းကြီးကလေတာပတင်းဖွင့်ပြီးနန်းတော်ကနေပြီးတော့အဲ့ဒီလူလင်ရဲ့အတန်ကိုကြားတဲ့အခါကျတော့မင်းကြီးကတကိုယ်ကြီးရေရွတ်ဒီပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာအင်မတန်ပေါ်တဲ့ပုဂ္ဂိုလ်ပဲအတန်ကိုနားထောင်ပြီးတော့သိတာတော့ဗိမိတာရအဲ့ဒီအတတ်ပညာသူ့မှာရှိတယ်သိလားဗိမိတာရအဲ့ဒီလိုမင်းကြီးကဒီပုဂ္ဂိုလ်ဟာပစ္စည်းပေါ်တဲ့ပုဂ္ဂိုလ်ပဲပစ္စည်းဥစ္စာသိချမ်းသာတဲ့ပုဂ္ဂိုလ်ပဲလို့ပြောတော့အဲ့ဒါကိုဘယင်ကြီးရဲ့မိဖုရားတွေကတစ်ယောက်ပေါ့နော်မောင်မကြီးတစ်ယောက်ကကြားတဲ့အခါကျတော့မင်းကြီးတစ်ယောက်ကသွားအဲ့ဒီကောင်တော့ကိုလိုက်ဆန်းသူဘယ်သူလဲဘာလဲသိအောင်လုပ်ခဲ့အဲ့ဒါနဲ့အဲ့ဒီကပြန်လာတယ်အရှင်မအင်မတန်ဆင်းရဲပါလေရေစော်လုပ်ပြီးတော့စားနေရခိုးကိုရမရှိတူတဲ့တကောင်ကျွတ်တမျက်နှာပါအဲ့တော့မင်းကြီးကိုသွားပြီးတော့သရုပ်တင်တယ်ရှင်မင်းနေရအဲ့ဒါပစ္စည်းသိပ်ပေါ်တဲ့လူမဟုတ်ပါဘူးတဲ့သိပ်ဆင်းရဲတဲ့လူပါတဲ့မင်းကြီးကဘာမှမပြောဘူးစိတ်ပဲနေတယ်နောက်2ရက်3ရက်လောက်နေပြန်ရောအဲ့ဒီပုဂ္ဂိုလ်ရဲ့အတန်ကြားပြန်ရောကြားတော့မင်းကြီးကမနေနိုင်ဘူးပြောပြန်တယ်ပစ္စည်းဥစ္စာသိပ်ပေါ်တဲ့လူပဲဒီလူအဲ့ဒါလူမျိုး3-4ကလောက်ပြောတော့ဒီမောင်မကြီးကစိတ်ဝင်စားတယ်မင်းကြီးအလကားမပြောဘူးပစ္စည်းဥစ္စာမရှိဆင်းရဲတဲ့လူပါလို့ပြောတဲ့ကြားတဲ့ကဒီအတန်ကြားတိုင်းသူပစ္စည်းသိပ်ပေါ်တဲ့လူလို့ပြောနေတယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အရှင်မင်းတွေကကျွန်တော်မျိုးမကြီးသွားပြီးတော့စုံစမ်းမရရှိဒါကြောင့်ရိတ်ခါများချီးမြှင့်တော်မူပါအဲ့ဒါနဲ့သူ့ကိုအတရားတစ်ထောင်ပေးလိုက်တယ်သွားစုံစမ်းကြည့်အဲ့ဒါမောင်မကြီးကလဲတယ်တဲ့ဘာလို့ဆိုတော့သူ့ရဲ့အရွယ်ရောက်တဲ့သမီးကိုကခေါ်သွားတာနော်ခေါ်သွားပြီးတော့အဲ့ဒီလူဘယ်နှနေလဲအကုန်စုံစမ်းပြီးတော့ဒီပြင်အိမ်တွေမှာတဲပေးရစီလို့ပြောတော့ဒီပြင်အိမ်ကလူတွေကတို့အိမ်မှာလူတွေများတယ်ဟိုမှာဂုံဘဂောတကဆိုတာအဲ့ဒီလူလေးရဲ့နာမည်ကဂုံဘဂောတကသူကတူဦးလေးတွေမှာသူ့တွေသွားပြီးတော့တဲကြဆိုတော့တာမီ2ယောက်အိမ်ရောက်လာဂုံဘဂောတကတနာကျင်တာတဲ့လူဆိုတော့ကြိုက်တဲတာပေါ့လေဒါပေမဲ့တရက်ဖေရမယ်အဲ့ဒါနောက်တရက်ရောက်တယ်လေတာမီ2ယောက်ကမသွားဘူးအဲ့ဒီလိုနေနဲ့ဘာလုပ်တုံးဆိုတော့အဲ့ဒီလူကတယောက်ထဲနေရတာဆိုတော့ဘယ်ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားနိုင်မလဲအဲ့ဒါဒကမာကြီးကအလေကြီးဆိုတော့ဟုတ်လားအကုန်လုံးချက်ပြုတ်ပြီးတော့ကျွေးတာဗျာအဲ့ဒီတော့သူကလည်းပဲအတူနဲ့တန်ရုံးစင်နေနေဖြစ်2ရက်3ရက်တော့ခင်ဗျားတို့မသွားသေးဘူးလားအဲ့လိုနဲ့နောက်တော့ဦးဇင်းတို့စားရဲပါတဲ့အတိုင်းအတိအကျတွေမပြောတော့ပါဘူးဗျာဟုတ်လားသူသမီးနဲ့ရသွားရောဆိုပါစို့ဟုတ်လားအဲ့လိုသမီးနဲ့ရသွားပြီဆိုတော့မှမောင်မကြီးကဘာလုပ်လဲဆိုတော့ဘီရင်မင်းတရားကြီးကိုလှမ်းပြီးတော့အကြောင်းကြားတယ်ခုဒီလိုနဲ့သူတို့နဲ့တပေါင်းတစည်းတည်းဖြစ်သွားပါပြီအဲ့ဒီတော့သူ့မှာရှိတဲ့လျှို့ဝှက်ထားတဲ့ပစ္စည်းတွေထွက်လာအောင်လုပ်ဖို့ပဲကြံတော့တယ်ဒီလူကဘာမှမသိဘူးဟုတ်လားအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ငါဘာလုပ်ရမတုံးပေါ့အဲ့တော့
ဒီမိဖုရားကြီးကဘာပြောလဲဆိုတော့ဒီလမ်းမှာနေတဲ့လူတွေအလုံးစုပြီးတော့ပွဲတဲ့ပင်ခံရမယ်ဒါဘင်းရဲ့အမိတ်ပြီးတဲ့ပွဲတဲ့ပင်ခံရဆိုတော့တိမ်ဘလောက်ကောက်မှာပေါ့ဗျာဟုတ်လားအဲ့ဒါလိုကောက်ပြီးဆိုတော့ဟာကျုပ်ပတ်စံမရှိဘူးမင်းမိတ်ဆိုတာမင်းပတ်စံမရှိဘူးလို့ပြောလို့မရဘူးမင်းတစုံတယောက်စီကသွားချီးပြီးတော့ပဲဖြစ်ဖြစ်ငှားပြီးတော့ပဲဖြစ်မင်းရအောင်ရှာခဲ့ဟာခက်တာပဲဗျာခင်ဗျားတို့ရောက်လာမှရှုပ်တယ်ဟုတ်လားအဲ့လိုနဲ့ဘာလို့လောင်ဆိုတော့မြေကြီးထဲမြုပ်ထားတဲ့ဂရေ40တဲကဓာတ်တစ်ပြားနှစ်တစ်ပြားတော့သူထုတ်ပြီးတော့ယူလာတယ်ယူလာပြီးတော့ကဲရော့ဒါနဲ့ဖြည့်ရှင်းလိုက်ဒီဟုတ်ပြီဆိုတော့အဲ့ဒီပတ်စံကိုယူအဲ့ဒီပတ်စံကိုမင်းကြီးတွေပို့ပြီးတော့သူ့အိတ်ထဲကပတ်စံနဲ့စိုက်ပြီးတော့ပွဲတယ်နဲ့လှုပ်လိုက်တယ်သက်တေကံပစ္စည်းကဘယ်ရောက်သွားပြီတော့နန်းတော်ရောက်သွားပြီဟုတ်လားနန်းတော်ရောက်သွားပြီအဲ့ဒါလိုနဲ့သက်တေကံပစ္စည်းလည်းရပြီလေဆိုတော့မှမင်းချင်းတွေရောက်လာတယ်မင်းပစ္စည်းတွေအများကြီးရှိတယ်လို့ပြောတယ်ဒါကြောင့်ဘင်းမင်းတွေကမင်းကိုလိုက်ခဲ့ရအာကျန်ကြီးစီရဗျာကျွန်တော်မှမရှိပါဘူးအဲ့ဒီမှာအတင်းအကျပ်ခေါ်တဲ့အခါကျတော့ဟေးမင်းတို့ငါ့တမက်ကိုဘာလုပ်ကြတာလဲပေါ့လာတယ်နော်အဲ့ဒီကြတော့မှသူတို့ကရှေ့ကနေကြိုးပြီးတော့သွားနေတဲ့သားမီးနှစ်ယောက်ကမင်းကြီးတွေကဒီညင်းဆန်နေတဲ့လူကိုတခါတည်းတုံနှောင်ပြီးတော့ခေါ်လာအဲ့ဒါနဲ့ဘင်းမင်းတွေရောက်တော့မင်းမှာပစ္စည်းတွေအများကြီးရှိပါလေခင်ဗျဘာကြောင့်မင်းတို့ခွက်ပြီးတော့နေရတယ်လဲမရှိပါဘူးမင်းတွေကသူလိန်လုံးပဲဟုတ်လားဘယင်မင်းတွေကလည်းသူမယုံနိုင်ဘူးအဲ့ဒီတော့မှဘင်းကြီးကသူထုတ်ထားတဲ့တက်တေကံပစ္စည်းအတပြားကိုထုတ်ပြတယ်ဒါကြည့်ဆိုအော်တယ်ဟာငါပတ်စံတွေဘလို့ဒီရောက်နေတော့ပေါ့အဲ့ဒါနဲ့သူရှောက်ပြီးတော့ကြည့်တော့ဟိုသားမင်းတယောက်ကနန်းတွင်းသူအဝတ်အစားတွေနဲ့တောက်တောက်ပြောင်ပြောင်သူ့ကိုပြုံးပြီးတော့ကြည့်နေကြအဲ့ဒီကြတော့မှသူအတိတ်ပဲပေါက်တယ်ဟုတ်လားအဲ့ဒါနဲ့ဘင်းမင်းတွေကရှိကြောင်းမှာဒီလောက်ရှိတာကိုမင်းဘာလို့မပြောလို့ယုံကြည်ရမယ့်လူမရှိလို့ပါငါမင်းတရားဟာယုံကြည်စရာမဟုတ်ဘူးလားမှယုံကြည်တရားဆိုလို့ရှိရင်ပြောပါမယ်ဘုရားဆိုပြီးတော့အဲ့ဒီတော့မှနေရာဒေသကိုပြောလှဲတွေပါတွေနဲ့သွားတိုက်အဲ့ဒီမှာဘုရင်ကြီးကသူ့သမီးနဲ့ဒီအမျိုးကောင်းသားကိုပေးစားနော်အဲ့ဒီမှာဘုရင်ကဗိမိတာရဘုရင်ကအင်မတန်တော်တဲ့လူပဲဂရေ40တော့ပစ္စည်းတွေကိုပိုင်ဆိုင်မှာလျှက်ခင်နဲ့ကိုထိန်းနိုင်တယ်သိမ်းနိုင်တယ်နော်ကိုထိန်းနိုင်သိမ်းနိုင်တယ်ဆိုတော့အည်သွေးဟာလွယ်ဘူးဗျမင်းတွေကဒီမကြီးများအေးဒါကိုသဘောကျပြီးတော့သူ့ကိုမြတ်စွာဘုရားကြီးကိုခေါ်သွားတာဘုရင်ကြီးကသုဒ္ဓဘာအရိယသူတော်ကောင်းကြီးလေအဲ့တော့သူ့တမက်ကိုဘုရားကြီးခေါ်သွားတာခေါ်သွားပြီးတော့မြတ်စွာဘုရားတဲ့ဒီလောက်တည်ကြည်တဲ့လူစောင့်စည်းနိုင်တဲ့လူကိုဘုရားကျွန်တော်မျိုးကြီးမတွေ့ဘူးပါဘူးတဲ့အဲ့ဒီမှာအကြောင်းစုံမြတ်စွာဘုရားကိုရှောက်တယ်ရှောက်တော့မှမြတ်စွာဘုရားကတခါကြီးဒီသူတော်ကောင်းဟာကိုစောင့်စည်းနိုင်တယ်မှန်တယ်တဲ့လောကမှာမတရားမှုတွေနဲ့အသက်မွေးဝမ်းကြောင်းမှုပြုလာဒါဟာတကယ်ချမ်းသာစေချမ်းသာမှန်ကိုမရနိုင်ဘူးကိုထိန်ကောင်းကောင်းမွန်မွန်နဲ့အည်အသွေးရှိကြိုးစားမှသာလေတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရနိုင်မယ်ဆိုပြီးတော့ကြီးပွားချမ်းသာကြောင်းတရား9ပါးကိုအဲ့ဒီမှာဟောတာဟုတ်ရဲ့လားအေးအဲ့ဒီမှာဟောတာအဲ့ဒါလေးဦးဇင်းပြန်မပြောတော့ဘူးနော်အေးအဲ့ဒီဂါထာရဲ့အဆုံးမှာဒီလူလင်သည်သောတာပန်ဖြစ်တယ်ဟုတ်ရဲ့လား